အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ကဘာကျော်စာရေးဆရာကြီးဖြစ်တဲ့ဆရာကြီးလီယိုဒိုစတိုင်ရဲ့ Selected Short Story ဆိုတဲ့ဇာတ်လမ်းထဲကနေပြီးတော့အကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ How much land does a man need လူတစ်ယောက်မှာမြေနေရာဘယ်လောက်လိုအပ်မလဲဆိုတဲ့အကြောင်းအရာလေးပေါ့ဗျာတခါတော့ကရွာတရွာမှာညီမနှစ်ယောက်ရှိလေရဲ့အရွယ်ရောက်လာတဲ့အခါမှာအမဖြစ်တဲ့သူဟာမြို့ကကုံတဲ့ပွဲသားတူနဲ့လက်ဆက်ခဲ့ပါတယ်။ညီမဖြစ်တဲ့သူကတော့ရွာမှာရှိတဲ့တာမန်လေသမားလေးတူနဲ့အိမ်အောင်ကြခဲ့ပါတယ်။ဒီလိုနဲ့နေ့တည်ကြာညောင်းတဲ့အခါမှာအမဖြစ်တဲ့သူဟာသူ့ညီမလေးရှိတဲ့တော်ရွာလေးကိုအလဲပတ်ရောက်လာခဲ့တာပေါ့။ညနေပိုင်းနေဝင်ကြီးတရောမှာညီမနှစ်ယောက်ရင်နှွေးချမ်းတောက်ရင်စကားစမိပြောကြတာပေါ့။မိမိသားတို့ထုံးစံအတိုင်းအမဖြစ်တဲ့သူကမျိုးပြနေထိုင်မှုဘဝအကြောင်းကိုစတင်ကြွားဝါတော့တာပေါ့။သူတို့ဘဝဘလို့တာယာတရရနေထိုင်ရတယ်ဟိုကောင်းစားလာတွေဘလို့ကိုဆင်ရတယ်တာသမီတွေကိုအကောင်စားဝတ်စားအစားတောက်တွေကိုထောက်ပံ့ပေးနိုင်တာတွေပြဆက်ယုံတွေဖြောပြေးပွဲတွေကိုသူတို့ဘလို့သွားခဲ့ကြတာဆိုတာတွေကိုပြောပြကြွားပါတော့တာပါပဲညီမလုပ်တဲ့သူကလည်းဘယ်အညံ့ခံမလဲကုံတဲ့ပွဲသားတွေရဲ့ဘဝကိုအားမကြနိုင်ပါဘူးတောင်သူလယ်သမားတာမန်ဘဝနဲ့ပဲရက်တည်ကျင်တာပေါ့အမတို့နေထိုင်တယ်လို့နေထိုင်နိုင်မှုညီမတို့ရဲ့နေထိုင်မှုဘဝပုံစံကိုတော့မပြောင်းလဲနိုင်ပါဘူးညီမတို့ဘဝကကြမ်းတမ်းနေဒါပေမဲ့အ ਨੇ ဆုံးတော့အပူပင်တော့ကကင်းဝေးတယ်လေအမတို့ဘဝနေထိုင်မှုကကျမတို့ထက်အဆင့်မြင့်ကောင်းမြင့်နိုင်ပါတယ်ဒါပေမဲ့အမတို့ကုံတဲ့ပွဲသားဘဝဆိုတာကိုလိုတာထက်ပိုရှာပိုရအောင်လုပ်နိုင်မှတော့ကကြတယ်မဟုတ်လားအမလည်းစကပုံလေးကိုကြောက်ဦးမှာပေါ့အရှုံးနဲ့အမျက်ဆိုတာအမွာညီကိုတွေဆိုတာကိုပေါ့မျိုးပြနေထိုင်မှုဘဝဆိုတာတရက်ထဲနဲ့စိုင်ကော်လို့ခြုံပေါ်ရောက်ပြီးချမ်းသာနိုင်ပြီမြဲနောက်နေ့ဘဝကိုချွတ်ချုံကြပြီးတော့တောင်းစားရတဲ့ဘဝကြီးဖြစ်နိုင်တယ်လေညီမတို့ရဲ့တောင်သူဘဝဆိုတာဘဝအတွက်လုံခြုံတယ်ချမ်းသာကြွယ်ဝမှုမပေးနိုင်ဘူးဒါပေမဲ့ဒါဟာရေရှည်သွားတဲ့လမ်းလေညီမတို့ကချမ်းသာကြွယ်ဝမှုမဖြစ်နိုင်ဘူးဒါပေမဲ့စားစရာအလုံလောက်တော့အမြဲရှိတယ်လေအမလုပ်တဲ့သူကလည်းနှာခေါင်းရှုံပြီးပြန်ပြောတာပေါ့လုံလောက်တယ်ဟုတ်လားလုံလောက်မှာပေါ့နွားတွေဝက်တွေနဲ့တယုံယုံတအုံအုံနဲ့မြတာစားဘဝရဲ့ကြီးကျယ်ခမ်းနားမှုဟန်ပန်အမှုရာတွေရှိတယ်ဆိုတာကိုနင်တို့ဘယ်သိမလဲအမရဲ့ညီမရဲ့အိမ်အောင်ဦးစင်းဆိုတဲ့လေသမားကြီးဘလောက်ဖဲကျွန်းလို့လှုပ်ကျွန်းလို့ယုံယုံကျွဲချေးပုံနောက်ချေးပုံဘဝပေါ်မှာပဲဘဝကအဆုံးသတ်ကြရမှာပဲမဟုတ်လားနင်ကလေးတွေလည်းအတူတူပဲဒီလိုနဲ့ဘဝနေကုန်းချုပ်ကြရလိမ့်မယ်လို့အမလုပ်တဲ့သူကပြောတာပေါ့ညီမလုပ်တဲ့သူကလည်းပြန်ပြောတာပေါ့အိုးအဲ့တော့ဘာဖြစ်တယ်လဲဟုတ်တာပေါ့ညီမတို့လေယာအလုပ်ဆိုတာကြမ်းတမ်းနဲ့ခက်ထန်တယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့လေသေချာတာပေါ့ဘလို့လူဘယ်သူကိုမှဥညွတ်အလေးပြုနေစရာမလိုဘူးလေဒါပေမဲ့အမတို့မြို့မှာကြည်လိုက်လိုချင်တတ်မှတ်မှုတွေနဲ့ပြည့်နေနေတာလေဒီနေ့အစဉ်ပြေချောမွေ့နေပြီမဲ့နောက်ရက်မှာမကောင်းတဲ့အလောင်းကစားအရက်အမျိုးသမီးတွေကအမရဲ့အမျိုးသားကိုဆွဲဆောင်နိုင်ဖို့လက်တကမ်းလိုမှရှိတာပဲလေဒါတွေကြောင့်ဘဝပါချွတ်ချုံကြပျက်စီးနိုင်တယ်ဆိုတာလည်းအမမသိတာမှမဟုတ်ပဲဒီလိုမျိုးမကြာဖြစ်နေတာလေနားနဲ့မဆက်အောင်ကြားနေရတာပဲမဟုတ်လားအဲ့လိုညီမနှစ်ယောက်တယောက်တစ်ပေါက်ပြောနေကြတာစိုးနေကြတာတွေကိုအေဦးနတ်ကြီးဖြစ်တဲ့လေသမားကြီးပါဖွန်ကတော့မိဖို့ကြောင့်မိမလဲလျောင်းနားထောင်နေလေရဲ့သူတို့ပြောဆိုနေကြတာလဲတဲမှန်ပါလားငါတို့ဘဝတွေငယ်ကလေးကလေထုံပြုံးနှုတ်ပြီးအလုရှုပ်နေလာခဲ့ကြတာငါတို့တောင်သူလယ်သမားတွေဆိုတာမကောင်းတဲ့အရာတွေကိုတွေးဖို့စဉ်းစားဖို့အချိန်တောင်မရခဲ့ဘူးပဲပြဿနာကငါမှလဲမြေဧကအလုံးလောက်မရှိတာလေးတစ်ခုပဲငါမှလဲမြေအမြောင်များရှိလို့ကတော့ဘယ်နတ်ဆိုးဘုံမဆိုးတွေကိုလဲဂယူဆိုင်နေရတော့မလို့တော့ဘူးလို့တောင်သူလယ်သမားကြီးကပြောတာပေါ့အမျိုးသမီးတွေလည်းယူနီချန်ပွဲတွေသိမ်းအဝတ်အစားအကြောင်းလေးစကားစမီပြောသိမ်းညာရှိတာတွေသိမ်းပြီးတော့အိတ်ကြတော့တာပေါ့ဒါပေမဲ့နတ်ဆိုးကမိဖို့ကြောင့်ဘေးမှာရှိနေပြီးတော့ပါဖွန်ပြောသမျှကိုအကုန်ကြားနေတော့တာပေါ့လယ်သမားကြီးပါဖွန်ရဲ့မိမကယောက်ျားလို့သူကိုကြွားဝါမှုတွေဆွဲခေါ်လိုက်တာကိုနတ်ဆိုးကြီးကသဘောကျနေလေရဲ့ငါမှလဲမြေအမြောင်အများရှိတာရှိကြည့်ဘယ်နဲ့ဆိုးဘုံမဆိုးကိုမှကြောက်စရာမလိုဘူးတဲ့ကောင်းပြီလေငါမင်းကိုပြဿနာကြီးတစ်ခုတော့ပေးကြည့်ရတာပေါ့
မင်းမဲတောက်ခံနိုင်မလားကြည့်ရသေးတာပေါ့ငါမင်းကိုလဲမြေတွေအမြောက်အများပေးမယ်ဒီလိုပေးလိုက်လို့မင်းကငါလက်ခုပ်ထဲကရေဖြစ်ကိုဖြစ်နေရမယ်လို့နတ်ဆိုးကြီးကကြုံသွားလေရဲ့နတ်ဆိုးကြီးကဘယ်လိုလှည့်စားပြီးဘယ်လိုသွေးဆောင်ဖျားရအောင်မလဲဆိုတာကိုနောက်ဗီဒီယိုတွေမှာဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်